for by any tailor မှာပြန်လဲကြိုဆိုလိုက်ပါတယ်ဒီနေ့ share လုပ်ပေးသွားချင်တာကတော့ speaking pattern လေးတစ်ခုဖြစ်တဲ့ I'm a friend အသုံးပြုပုံလေးပဲဖြစ်ပါတယ်ရှင်ဒီလိုမျိုးအသုံးဝင်တဲ့ speaking pattern usage နဲ့ grammar video လေးတွေကိုကြာခဏတင်ဆက်ပေးသွားအောင်ပါမို့ channel လေးကို subscribe လုပ်ဖို့မမေ့ပါနဲ့နော်The phrase I'm a friend is used to express fear, worry or regret. I'm a friend speaking pattern လေးကိုကြောက်ရွံ့မှုစိုးရိမ်မှုဒါမှမဟုတ်နောင်တရတာကိုဖော်ပြခြင်းတဲ့အခါမှာအသုံးပြုလေးရှိပါတယ်ရှင်။ It can also be used to politely deliver bad news or soften a statement. သတင်းစိုးတွေကိုယဉ်ကျေးစွာအကြောင်းကြားတဲ့အခါဒါမှမဟုတ်ကြေညာချက်တွေကိုဖြေရောစေခြင်းတဲ့အခါပျော့ပြောင်းစေခြင်းတဲ့အခါမှာလည်းအသုံးပြုပါတယ်ရှင်။ The meaning depends on the context in which it is used. အဓိပ္ပာယ်ကတော့အသုံးပြုတဲ့အကြောင်းအရာပေါ်မှာပဲမူတည်ပါတယ်။ I'm a friend ရဲ့နောက်မှာတော့ of နဲ့ that နှစ်မျိုးလိုက်နိုင်ပါတယ်ရှင်။ I'm a friend ရဲ့နောက်မှာ of လိုက်မယ်ဆိုရင်တော့ of ရဲ့နောက်မှာ noun ဒါမှမဟုတ်လို့ရှိရင် verb ing ကိုအသုံးပြုလေးရှိပါတယ်။ I'm a friend ရဲ့နောက်မှာ that လိုက်မယ်ဆိုရင်တော့ that ရဲ့နောက်မှာ clause ဝကျဆက်လိုက်ပါတယ်။ပိုပြီးရှင်းလင်းတော့အောင်ဥပမာစာကြောင်းလေးတွေကိုကြည့်ကြရအောင်။အရင်ဆုံးတစ်ခုခုကိုကြောက်ရွံ့တာဒါမှမဟုတ်စိုးရိမ်ပူပန်တာနဲ့ပတ်သက်ပြီးပြောထားတဲ့ဥပမာလေးတွေကို I'm afraid of noun verb ing နဲ့သုံးပြီးကြရအောင်။ I'm afraid of dogs ငါခွေးတွေကိုကြောက်တယ်။နောက်တစ်ကြောင်းကြည့်ကြရအောင်။ I'm afraid of flying ငါလေယာဉ်စီးရတာကိုကြောက်တယ်။နောက်တစ်ကြောင်းကြည့်ကြရအောင်။ I'm afraid of failing the exam ငါစမိုးပွဲကျသွားမှာကိုကြောက်တယ်။နောက်တစ်ကြောင်းကြည့်ကြရအောင်။ I'm afraid of the dark ငါအမှောင်ကိုကြောက်တယ်။နောက်တစ်ကြောင်းကြည့်ကြရအောင်။ I'm afraid of making mistakes ငါအမှားတွေလုပ်မိမှာကိုကြောက်တယ်။နောက်တစ်ကြောင်းကြည့်ကြရအောင်။ I'm afraid of losing my job ငါအလုပ်ပြုတ်သွားမှာကိုကြောက်တယ်။နောင်တာဒါမှမဟုတ်သတင်းဆိုတာကိုဖော်ပြရတဲ့ပတ်သက်ပြီးပြောထားတဲ့ဥပမာလေးတွေကိုကြည့်ကြရအောင်။ဒီဥပမာလေးတွေကိုတော့ I'm afraid ရဲ့နောက်မှာ the clause လိုက်ပြီးပြပြပေးသွားမှာဖြစ်ပါတယ်ရှင်။ I'm afraid that I can't help you ငါမင်းကိုမကူညီနိုင်လို့ဝမ်းနေပါတယ်။ငါမင်းကိုမကူညီနိုင်လို့စိတ်မကောင်းပါဘူး။နောက်တစ်ကြောင်းကြည့်ကြရအောင်။ I'm afraid that we are out of stock ကျွန်တော်တို့မှာပစ္စည်းတွေကုန်သွားလို့စိတ်မကောင်းပါဘူး။နောက်တစ်ကြောင်းကြည့်ကြရအောင်။ I'm afraid that it's too late အရင်နောက်ကျသွားလို့စိတ်မကောင်းပါဘူး။နောက်တစ်ကြောင်းကြည့်ကြရအောင်။ I'm afraid that I can't attend the meeting ငါအစည်းအဝေးကိုမတက်ရောက်နိုင်လို့စိတ်မကောင်းပါဘူး။နောက်တစ်ကြောင်းကြည့်ကြရအောင်။ I'm afraid that the tickets are sold out လက်မှတ်တွေကုန်သွားလို့စိတ်မကောင်းပါဘူး။နောက်တစ်ကြောင်းကြည့်ကြရအောင်။ I'm afraid that I disagree with you မင်းနဲ့ငါသဘောထားချင်းမတိုက်ဆိုင်လို့ငါစိတ်မကောင်းပါဘူး။တစ်ခုခုလောက်ရမှာကိုကြောက်တယ်လို့ဖော်ပြခြင်းတဲ့အခါမှာတော့ I'm afraid ကို to plus infinitive verb နဲ့သုံးလို့ရပါသေးရဲ့ရှင်။ဒါဆိုရင်ဥပမာလေးတွေကြည့်ကြရအောင်။ I'm afraid to speak in public ငါလူအများရှိမှစကားပြောရမှာကိုကြောက်တယ်။နောက်တစ်ကြောင်းကြည့်ကြရအောင်။ I'm afraid to ask for help ငါအကူအညီတောင်းရမှာကိုကြောက်တယ်။နောက်တစ်ကြောင်းကြည့်ကြရအောင်။ I'm afraid to tell the truth ငါအမှန်ကိုပြောရမှာကိုကြောက်တယ်။တစုံတစ်ယောက်ဒါမှမဟုတ်တစ်ခုခုအတွက်စိတ်ပူပန်တာကိုပြောချင်တဲ့အခါမှာ I'm afraid ကို for plus noun နဲ့အသုံးပြုလေးရှိပါသေးရဲ့ရှင်။ပိုပြီးရှင်းလင်းတော့အောင်ဥပမာစာကြောင်းလေးတွေကိုကြည့်ကြရအောင်။ I'm afraid for my safety ငါဘေးကင်းလုံခြုံမှုအတွက်ငါစိတ်ပူနေတယ်။နောက်တစ်ကြောင်းကြည့်ကြရအောင်။ I'm afraid for my friend's heart ငါတငယ်ချင်းရဲ့ကျန်းမာရေးအတွက်ငါစိုးရိမ်နေတယ်။နောက်တစ်ကြောင်းကြည့်ကြရအောင်။ I'm afraid for the future ငါအနာဂတ်အတွက်ငါစိတ်ပူနေတယ်။အနာဂတ်အတွက်ငါစိုးရိမ်နေတယ်။အနာဂတ်အတွက်ငါစိတ်ပူနေတယ်။ I'm afraid ရဲ့အသုံးပြုပုံလေးကိုပိုပြီးမှတ်မိသွားအောင် recap အနေနဲ့ပြန်ကြည့်မယ်ဆိုရင်ကြောက်ရွံ့မှုစိုးရိမ်မှုတွေကိုဖော်ပြခြင်းတဲ့အခါဝမ်းနည်းကြောင်းဖော်ပြခြင်းတဲ့အခါဒါမှမဟုတ်သတင်းစိုးတွေကိုယဉ်ကျေးစွာဖော်ပြခြင်းတဲ့အခါမှာ I'm afraid speaking pattern လေးကိုအသုံးပြုလေးရှိပါတယ်ရှင်။ Fear or worry ကြောက်ရွံ့မှုဒါမှမဟုတ်စိုးရိမ်ပူပန်မှုကိုပြောခြင်းတဲ့အခါမှာ I'm afraid of dogs ငါခွေးတွေကိုကြောက်တယ်။ Fear of doing something တစ်စုံတစ်ခုကိုပြုလုပ်ဖို့စိုးရိမ်ပူပန်နဲ့ကြောက်တယ်ဆိုရင် I'm afraid to speak in public ငါလူအများရှိမှစကားပြောရမှာကိုကြောက်တယ်။ Regret or bad news နှောင့်နှားရတာဒါမှမဟုတ်သတင်းဆိုးတွေကိုဖော်ပြခြင်းတဲ့အခါမှာ I'm afraid that I can't help ငါမင်းကိုမကူညီနိုင်လို့ဝမ်းနေပါတယ်။ငါမင်းကိုမကူညီနိုင်လို့စိတ်မကောင်းပါဘူး
worry about someone something တစ်စုံတစ်ယောက်ဒါမှမဟုတ်တစ်စုံတစ်ခုကိုစိုးရိမ်ပူပန်နေဆိုရင် I'm afraid for my safety ငါဘေးကင်းလုံခြုံမှုအတွက်ငါစိုးရိမ်နေတယ်စသဖြင့်အသုံးပြုလေးရှိပါရဲ့ရှင်ဒီလောက်ဆိုရင်နားလည်ရှင်းလင်းသွားပြီလို့မျှော်လင့်ပါတယ်အားလုံးဆင်ပြေကြပါစေရှင်ဗီဒီယိုလေးကိုဆုံးဖြတ်ကြည့်ပေးလို့ကျေးဇူးတင်ပါတယ်ရှင်နောက်ဗီဒီယိုလေးမှာပြန်ဆောင်ကြမယ် bye